technical analysis လုပ်ဖို့အတွက်အသုံးပြုတဲ့အခြေခံ tool တွေနဲ့ indicator တွေကိုရှေ့ရ video တွေမှာပြောခဲ့ပြီးပြီဆိုတော့အခု video မှာတော့ဒီ tool တွေကိုအသုံးပြုပြီးတော့ technical analysis ဘယ်လိုလုပ်မလဲဆိုတာကိုပြပြပေးသွားပါမယ်။တကယ်တမ်းယင်းနှိမ့်မြုပ်နှံမှုလုပ်ဖို့ technical analysis ပြုလုပ်တဲ့အခါမှာ tool တွေနဲ့ indicator တွေကအကုန်လုံးထည့်သွင်းပြီးတော့အသုံးပြုဖို့လိုသလားဆိုရင်တော့မလိုဘူး။ indicator တွေနဲ့ရှိသမျှ tool တွေအကုန်လုံးထည့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ကိုကြည့်နေတဲ့ချက်ကရှုပ်ပွားပြီးတော့တိကျရှင်းလင်းတဲ့အဖြေကိုလည်းရမှာမဟုတ်ပါဘူး။ချက်ကြည့်တဲ့အခါမှာအရေးကြီးဆုံးအချက်တွေထဲကတစ်ခုကရှင်းလင်းတိကျတဲ့အဖြေကိုထုတ်နိုင်ဖို့ဖြစ်ပါတယ်။ဒီတော့ technical analysis ကိုထိထိရောက်ရောက်လုပ်နိုင်ဖို့ကကိုယ်နဲ့အလင်းသင့်ပြီးတော့အဆင်ပြေနိုင်မဲ့ tool နဲ့ indicator တွေကိုရွေးချယ်အသုံးပြုနိုင်ဖို့လိုပါတယ်။ trading view မှာဆိုလို့ရှိရင် indicator ပေါင်းများစွာရှိပြီးတော့ tool တွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့လည်း beginner တွေအပြင်ဝါရင်ဈေးကွက်သုံးသပ်သူတွေကိုယ်တိုင်လည်းရှေ့မှာပြောခဲ့တဲ့ဒီအခြေခံ tool တွေနဲ့ indicator တွေကိုပဲအသုံးပြုကြတာများပါတယ်။ဒီ indicator တွေကရိုးရှင်းလွယ်ကူပြီးတော့ analysis ကိုထိထိရောက်ရောက်ပြုလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ technical analysis ပြုလုပ်တဲ့အခါမှာကိုယ်အသုံးပြုတဲ့နည်းစနစ်ကရိုးရှင်းလေကောင်းလေဖြစ်ပါတယ်။ analysis ပြုလုပ်တဲ့နည်းစနစ်တွေအများကြီးရှိသလိုတယောက်နဲ့တယောက်အယူအဆနဲ့အတွေးခေါ်တွေလည်းမတူတဲ့အတွက်နည်းစနစ်တွေလည်းတူချင်မှတူမှာပါအခုဗီဒီယိုမှာပြောပြပေးမှာကအခြေခံကျပြီးတော့ beginner တွေအတွက်ရိုးရှင်းလွယ်ကူမှာဖြစ်တယ်လို့ထိရောက်တဲ့အဖြေကိုထုတ်ပေးနိုင်ပါလိမ့်မယ်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ technical analysis မလုပ်ခင်ကိုရင်းနှီးမြှုပ်နှံမဲ့ asset အတွက် fundamental analysis ကိုတေချာပြင်ဆင်ပြုလုပ်ထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကိုယ်အနေနဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှာဖြစ်လို့ fundamental မကောင်းတဲ့ asset ကိုရွေးမိတဲ့အခါမှာ technical analysis ကိုကောင်းကောင်းပြုလုပ်မယ်ဆိုလို့ရှိရင်တော့အနာဂတ်မှာဆုံးရှုံးမှုတွေရှိလာနိုင်ပါတယ်ဒီတော့ crypto ပဲဖြစ်ဖြစ် stock share ပဲဖြစ်ဖြစ်ကိုဝယ်ယူမဲ့ asset ရဲ့ fundamental ကိုတော့တေချာလေ့လာပြီးသိထားဖို့လိုအပ်ပါတယ်ကိုဝယ်မဲ့ asset က fundamental ကောင်းတာတေချာပြီးဆိုလို့ရှိရင်ကိုကလမ်ဆန်းနီးနဲ့ရင်းနှီးမြှုပ်နှံမလားဒါမှမဟုတ် DCA နီးနဲ့ရင်းနှီးမြှုပ်နှံမလားစဉ်းစားရပါမယ်ဒီနေရာမှာအကြံပြုချင်တာကလမ်ဆန်းနီးနဲ့ရင်းနှီးမြှုပ်နှံမယ်လို့စဉ်းစားရင်တောင်မှရင်းနှီးငွေအကုန်လုံးကိုတစ်ချိန်နဲ့အကုန်လုံးထည့်လိုက်တာမျိုးမဟုတ်ဘဲနဲ့အနည်းဆုံး2ချိန်ဒါမှမဟုတ်3ချိန်လောက်တော့ခွဲပြီးရင်းနှီးမြှုပ်နှံသင့်ပါတယ်ဈေးကွက်ရဲ့လာရကိုဘယ်သူမှ100%ကြိုမသိနိုင်တဲ့အတွက် risk ကိုရာနှုန်းပြည့်ယူမှထက်ခွဲပြီးရင်းနှီးမြှုပ်နှံရင်းနဲ့ risk ကိုအထိုက်လျောက်ရှော့ချတာကပိုကောင်းပါတယ်ဟုတ်ပြီအဲ့တော့ technical analysis လုပ်ဖို့ chart ကိုဖွင့်ပြီးဈေးကွက်ကြည့်တဲ့အခါမှာပထမဆုံးသုံးသပ်ရမှာကဈေးကွက်ရောက်နေတဲ့နေရာနဲ့သူ့ရဲ့ trend ဖြစ်ပါတယ်ဒါကို trend line တွေဆွဲပြီးတော့ကြည့်နိုင်တယ်ကိုကဈေးကွက်ရဲ့ဘယ်နေရာမှာရောက်နေတာလဲ up trend မှာရှိနေတာလား down trend မှာရှိနေတာလားဆိုတာသိဖို့လိုအပ်ပါတယ် growth investor တွေအနေနဲ့က up trend တစ်ခုရဲ့ pullback တူတဲ့နေရာတွေမှာဝယ်လို့ရနိုင်ပြီးတော့ value investor တွေဆိုရင်တော့ down trend ရဲ့ key level တွေမှာဝယ်လို့ရပါတယ် trend line ဆွဲတဲ့အခါမှာ1 week ဒါမှမဟုတ်1 day time frame တွေမှာဆွဲသင့်ပါတယ်အများစုကတော့1 day time frame မှာဆွဲလို့ရှိတယ်ဒါကတော့ပုံသေးသတ်မှတ်ထားတာမျိုးမရှိဘဲနဲ့ကိုယ်အဆင်ပြေတဲ့ time frame ကိုရွေးချယ်အသုံးပြုနိုင်ပါတယ် investor တွေအတွက်ကရေလိုအယောင်းဝယ်လုပ်ပြီးတော့မကြာခဏ trade မှာမဟုတ်တဲ့အတွက် time frame အသေးတွေထက် time frame အကြီးတွေဖြစ်တဲ့1 month 1 week 1 day လိုမျိုး time frame တွေကိုအသုံးပြုသင့်တာဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့ key level လိုနေရာမျိုးတွေကိုသိနိုင်ဖို့အတွက် support and resistance line တွေကိုဆွဲရပါမယ် trend line တွေနဲ့တွဲပြီးတော့ဒီလို key level တွေမှာကိုကစတင်ဝယ်ယူလို့ရပါတယ်ဥပမာ up trend တစ်ခုမှာဈေးကအောက်ကပင့်တင်ပေးထားတဲ့ trend line ကိုလည်းလာထိနေပြီးတော့ရှေ့မှာလည်း support line ဆွဲထားတဲ့နေရာအနီးတစ်ဝိုက်ရောက်နေပြီဆိုလို့ရှိရင်စဝယ်လို့ရပါပြီဒီလိုမှမဟုတ်ဘဲနဲ့ဈေးက key level နေရာထိမရောက်သေးဘူးဆိုရင်တော့စောင့်ပြီးမှဝယ်သင့်ပါတယ် investor တွေအနေနဲ့ discount price မရပဲဘယ်တော့မှမဝယ်သင့်ဘူးဆိုတာကိုအမြဲတမ်းတွေးထားရပါမယ်ဆိုလိုတာကအပြင်မှာဈေးဝယ်တယ်လို့ပဲ short ဈေးနဲ့မရမချင်းစောင့်ပြီးတော့ဝယ်သင့်ပါတယ်ရင်းနှီးမြှုပ်နှံမှုအတွက် support zone တွေမှာပဲဝယ်ယူရမှာဖြစ်ပြီးတော့ resistance zone တွေမှာတော့စောင့်ကြည့်သင့်ပါတယ်ဒီ support and resistance line တွေကို1 month ဒါမှမဟုတ်1 week time frame တွေမှာဆွဲနိုင်ပါတယ်ဘာလို့လဲဆိုတော့ time frame အကြီးတွေမှာဒီလို support and resistance zone တွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရတာကြောင့်မလို့ဖြစ်ပါတယ်တခါတလေအခုလိုဒုတိယအဆင့်အထိ analysis ပြုလုပ်ပြီးနေရာကောင်းတွေ့လို့ဝယ်ယူရင်းနှီးမြှုပ်နှံလို့ရပါမယ်အကယ်၍နေရာကောင်းမတွေ့သေးဘူးဆိုရင်တော့အခုဆက်ပြီးတော့ပြောပြပေးမယ်အဆင့်တွေတိုင်း analysis ပြုလုပ်ရပါမယ်တတိယအဆင့်မှာတော့ chart မှာ one day time frame ကိုပြောင်းပြီးတော့ chart pattern တွေဆွဲကြည့်ရပါမယ်pattern တစ်ခုပေါ်လာခိုင်းရင်တော့သူ့ရဲ့စီကံအတိုင်းဈေးကွက်ပြောင်းလဲမဲ့အချိန်ကိုစောင့်ပြီးတော့ဝယ်ရမှာဖြစ်ပါတယ်ဈေးကွက်က up trend ပဲဖြစ်ဖြစ် down trend ပဲဖြစ်ဖြစ်သူနဲ့သက်ဆိုင်တဲ့ pattern ကိုဆွဲပြီးတော့ entry point တစ်ခုကိုရှာတွေ့ခဲ့ရင်လည်းအပေါ်မှာပြောပြခဲ့တဲ့ key level တွေနဲ့ကိုက်ညီမှုရှိမရှိကိုလည်းစစ်ဆေးရပါမယ်ဥပမာ up trend တစ်ခုမှာ bull flag လိုမျိုး pattern မျိုးတွေ့ခဲ့ပြီးတော့အောက်က trend line ထိတဲ့နေရာဒါမှမဟုတ် breakout ဖြစ်မဲ့နေရာမျိုးမှာ key level ရှိနေမယ်ဆိုလို့ရှိရင်ဈေးကွက်ကအဲ့ဒီနေရာရောက်တဲ့အချိန်ထိစောင့်ပြီးမှဝယ်သင့်ပါတယ်
ပတ်တန်တွေကချက်ပေါ်မှာအမြဲတမ်းပေါ်လေးမရှိတဲ့အတွက်ပတ်တန်တစ်ခုကိုထင်ထင်ရှားရှားတွေ့ပြီးဆိုမှပဲချက်ပေါ်မှာရေးဆွဲတင်ပါတယ်ပတ်တန်လုံးဝမတွေ့ရင်တော့ဆွဲဖို့မလိုပါဘူးနောက်ဆုံးအဆင့်အနေနဲ့ကိုယ့်ရဲ့ analysis ကိုအတည်ပြုပေးမဲ့ indicator တွေဥပမာ RSI volume ဒါမှမဟုတ် candlestick pattern နဲ့ Fibonacci လို tool တွေကိုအသုံးပြုရပါမယ်ဒီနေရာမှာကိုကြိုက်တဲ့ indicator နဲ့ tool တွေကိုအသုံးပြုလို့ရတယ်သူ့ကိုလည်း one day time frame မှာအသုံးပြုနိုင်တယ်ကိုက tool နဲ့ indicator တွေတော်တော်များများလေ့လာထားပြီးတော့ဒီထက်ကတစ်ခုမဟုတ်တစ်ခုအတည်ပြုပေးနိုင်မယ်ဆိုရင်လည်းရပါတယ် indicator တွေအကုန်လုံး signal ပေးမဲ့အချိန်ကိုစောင့်နေကြမလို့ဥပမာ down trend တစ်ခုမှာဈေးကဇက်တိုက်ကျလာပြီးတော့ကိုက discount price ကိုလည်းစောင့်နေတဲ့အချိန် EMA golden cross နဲ့အတူ bullish ဖြစ်တဲ့ candlestick pattern ကိုတွေ့ခဲ့ရင်စပြီးတော့ဝယ်လို့ရပါပြီဒါမှမဟုတ်ဘဲနဲ့ chat pattern တစ်ခုကို break out ဖြစ်တဲ့အချိန်အောက်မှာအားကောင်းတဲ့ volume အချက်အလက်နဲ့အတူတွဲပြီးတော့မြင်ရပြီဆိုလို့ရှိရင်ဝယ်လို့ရပါပြီဒီအဆင့်ကကိုယ့်ရဲ့ analysis ကိုအတည်ပြုပေးနိုင်ဖို့အဓိကရည်ရွယ်တာဖြစ်ပါတယ်အပေါ်မှာပြောခဲ့တဲ့ analysis အဆင့်တွေကအဆင့်လိုက်တိုင်းပြုလုပ်ရမယ်လို့မဆိုလိုဘူးအဓိကအားဖြင့် analysis ပြုလုပ်ပြီးတော့ကိုယ်ဝယ်ယူမဲ့နေရာကိုအတည်ပြုနိုင်ဖို့ပဲလိုတာပါ beginner တွေအတွက် step by step guideline တွေနဲ့ပို့ပြီးတော့အဆင်ပြေတာကြောင့်မလို့အခုလိုအဆင့်တွေနဲ့ပြောပြပေးလိုက်တာဖြစ်ပါတယ်ဒီတော့ technical analysis အတွက် workflow ကိုအချင်းချုပ်ထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် trend line ဆွဲပြီးတော့ဈေးကွက်ကဘယ်နေရာမှာရှိသလဲဆိုတာကိုသုံးသပ်ရမယ် support and resistance line တွေဆွဲကြည့်ရမယ် chart pattern တွေဆွဲကြည့်ရမယ်ပြီးရင် entry point အတည်ပြုဖို့အတွက် indicator နဲ့ tool ကိုအသုံးပြုရပါမယ်အရေးကြီးဆုံးအချက်အနေနဲ့ဈေးကွက် key level တွေမရောက်မချင်းဒါမှမဟုတ် confirmation မရမချင်းအဝယ်မစောဖို့သတိပြုရပါမယ်ဒီအဆင့်တွေကဖတ်ကြည့်အောင်နဲ့မျက်စိနဲ့မြင်ရင်မှမြင်ပါလိမ့်မယ်နောက်ဗီဒီယိုမှာတော့ analysis ကိုလက်တွေ့လုပ်ပြပေးသွားပါမယ်